အခုကယုံလီအတွက်နရွက်ထိုးမှာပေါ့နော်နရွက်ထိုးမယ်ဆိုရင်မချစ်ရင်6ချက်လုပ်ပါမယ်1ပထမဦးဆုံးအပေါက်မှာမှတ်ချိန်မှတ်ခဲ့မယ်ပေါ့နော်2 3 4 5 6ဆွဲထုတ်လိုက်ပြီးရင်ဒီမှတ်ချိန်မှတ်တဲ့နေရာကနေစပြီးတော့တပေါက်ကို2ချက်နှုံနဲ့ထိုးသွားပါမယ်တစ်ချက်2ချက်တပေါက်ထဲမှာတိုင်တို2တိုင်ထိုးမှာဖြစ်ပါတယ်စုပေါင်း6ချက်ထိုးရမှာပေါ့နော်တပေါက်ထဲမှာတိုင်တို2တိုင်2ချက်တပေါက်ထဲမှာတိုင်တို2တိုင်3ချက်တပေါက်ထဲမှာတိုင်တို2တိုင်4ချက်တပေါက်ထဲမှာတိုင်တို2တိုင်5ချက်တပေါက်ထဲမှာတိုင်တို2တိုင်6ချက်အဲ့ဒါကို6ချက်ပြည့်သွားပြီဆိုရင်နောက်တစ်ထပ်မှာတော့တိုင်တို12တိုင်ထိုးရမှာဖြစ်ပါတယ်တပေါက်ကိုတစ်ချက်နှုံးနဲ့တိုင်တို12တိုင်ထိုးရမှာပါတစ်တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9 10 11 12ခုဆိုရင် round 3ရောက်သွားပြီပေါ့နော် round 4နဲ့ round 5 round 6ကိုလည်းတပေါက်တစ်ချက်နှုံးနဲ့တိုင်တို12တိုင်အထိထိုးရမှာဖြစ်ပါတယ်round 4တိုင်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်10တိုင်11တိုင်12တိုင်ဒါဆို round 5ပေါ့နော်1 1 1 1 round 4ပြီးရင် round 5ထိုးပါမယ် round 5မှာလည်းတိုင်တို12တိုင်ပဲထိုးပါမယ်တစ်တိုင်မှတ်ချိန်မှတ်မယ်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်10တိုင်11တိုင်12တိုင်အခု round 6ပါ round 6မှာလည်းတိုင်တို12တိုင်ပဲထိုးပါမယ်တပေါက်ကိုတစ်ချက်နှုံးနဲ့ပါတစ်တိုင်မှတ်ချိန်မှတ်မယ်2တိုင်3တိုင်4တိုင်5တိုင်6တိုင်9တိုင်10တိုင်9တိုင်10တိုင်11တိုင်12တိုင်ဆိုရင်တော့
ဒီနေရာမှာချီရှိလေးဖြတ်လိုက်ပါမယ်ချီရှိလေးဖြတ်ပြီးဒါလေးကိုဆွဲထုတ်လိုက်ပါမယ်ပြီးရင်မှတ်ချိတ်လေးဖြုတ်လိုက်ပေါ့နော်ဒီမှာပိုနေတဲ့ချီစားလေးကိုသိမ်းလိုက်ပါပြီးရင်ခုနကဖြတ်ထားတဲ့ချီနဲ့နရွက်ကလေးကိုပုံဖော်မယ်ပေါ့နော်နရွက်ကလေးကိုဒီလိုမျိုးလေးဒီလိုအကွေးလိုပြပြလေးဖြစ်အောင်လုပ်ပြီးဒီလိုနှစ်ဖက်ခောက်လိုက်ပါပြီးရင်တော့ဒီနှစ်ခုကိုချုပ်ပါမယ်ဒီနှစ်ခုကိုချုပ်ရမှာပေါ့နော်ဒါမှယုံနရွက်ပုံစံလေးပေါ်မှာပေါ့ဒီချုပ်ပါဒီလိုမျိုးလေးကိုနှစ်ခုထိုးရမှာပါနော်ယုံနဲ့ရက်ကိုတော့မျက်လုံးနဲ့တန်တန် row 2နေရာမှာအမှတ်ကလေးမှတ်ပြီးချုပ်ပါမယ်ဒီ